ဇန်သမပတ်တွေမလို့ပဲရေပေါ်လမ်းလျှောက်လို့ရမယ့်ဖက်နှက်တစ်မျိုးဒါကတော့ AI နဲ့ဖန်တီးထားခဲ့တာမဟုတ်သလိုထင်ယောင်ထင်မှာဖြစ်စီအောင်ဖန်တီးထားတဲ့ဗီဒီယိုလည်းမဟုတ်ပါဘူးရှင်ဒီဗီဒီယိုထဲမှာတော့ဘေးနာပတ်လည်မှာဝိုင်းအောင်ကြည့်နေကြတဲ့ပရိသတ်တွေအဖြစ်ရေပေါ်မှာလမ်းလျှောက်ပြမဲ့လူတစ်ယောက်ကလည်းအဆင်သင့်ဖြစ်နေခဲ့ပါတယ်သူအနေနဲ့ကတော့ဘာသာမဲ့လူမျိုးတူဖြစ်ပြီးတခြားသောဇန်သမဘတ်တွေကိုလေ့ကျင့်ထားခဲ့ရလေဘာမှမရှိနေခဲ့ပါဘူးဒါပေမဲ့လည်းတမာတိတွေမရှိရင်တော့ဤပညာရှိရင်တကိုးတွေဖန်တီးလို့ရတယ်ဆိုတာ Tesla ကုမ္ပဏီကထုတ်ပြသွားခဲ့တာပဲဖြစ်ပါတယ်။သူဟာရေထဲကိုမစင်းခင်မှာ Tesla ကုမ္ပဏီကထုတ်လုပ်ထားတဲ့ဖက်နှက်ကိုစီးပြီးရေပေါ်မှာလမ်းလျှောက်သွားခဲ့ပါတယ်။ဒီစမ်းသပ်မှုဟာတကယ်လက်တွေ့မှာလည်းအောင်မြင်ခဲ့တယ်လို့လူတကိုယ်လုံးရဲ့ဟန်ချက်ကိုလည်းတင်တစ်ရှောက်ပတ်အောင်ထိန်းနိုင်ခဲ့လို့ဒီဖက်နှက်ဟာပထမဆုံးအနေနဲ့ရေပေါ်ဖက်နှက်တစ်ခုအဖြစ်ကြည့်ရှုသူတွေကြားနာမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ်။တကယ်တမ်းမှာကြတော့လေ AI ဗီဒီယိုတွေဒီလောက်များပြလာတဲ့အချိန်မှာဒီလိုမျိုးလက်တွေ့ကျကျစနစ်ကျတဲ့ဖက်နှက်မျိုးကိုထုတ်လုပ်နိုင်တဲ့ Tesla ကတော့တကယ့်ကိုမှအမကန်လောက်ရမျိုးကိုလုပ်နိုင်ခဲ့တယ်လို့ဆိုရမှာပါဆိုတော့ပရိသတ်ကြီးတို့လည်းပင်လယ်ပြင်မှာလက်ပစ်ကူဖို့စဉ်းစားမနေပဲ Tesla ရဲ့ဖက်နှက်ကိုစီးပြီးကျွဲပြနိုင်ဖို့ခုပဲမှာယူထားလို့ရနေပါပြီနော်